Hello မင်္ဂလာပါဒီနေ့ကတော့ကျွန်တော် AI ကိုမေးပြီးမှ video editing ဘယ်လိုအခြေခံကနေဘယ်လိုစလုပ်ရမလဲဆိုမေးမှကျွန်တော်ကိုယ်တိုင်လက်တွေ့ဆက်လုပ်ကြည့်မှာပေါ့နော်ကျွန်တော်နဲ့တူလိုက်လုပ်ကြည့်ရအောင်ဗျဘယ်လို editing ဘယ်လိုထွက်လာမလဲဆိုတာကျွန်တော်နဲ့တူလိုက်လုပ်ကြည့်ရအောင်ပထမဦးဆုံးသူပြောတာတော့ AI ပြောတာတော့ဒီ video 3ပုံရင်တောင်းရပါတော့ဗီဒီယို3ပုံပစ္စည်းကနေတော့တောင်းလာဖြစ်ကိုဖုန်းထဲမှာရှိတဲ့ video နဲ့ဖြစ်လုပ်လို့ရပါတယ်ပထမဦးဆုံးသူက new video တွားရမှာ new video တွားပြီးဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့ video 3ပုံတော့ကျွန်တော်တို့3ပုံယူရမှာပေါ့နော်ကျွန်တော်ဒီ3ပုံယူလိုက်မယ်ဗျယူလိုက်ပြီးဆိုတော့ဒီ add ခလုတ်ကိုနှိပ်ရမှာပေါ့နော်add clip ကိုနှိပ်ပြီးတွားပြီးဆိုတော့ကျွန်တော်တို့ဒီမှာ video 3ပုံပေါ်လာပြီပေါ့နော် CapCut မှာဗီဒီယို3ပုတ်ပေါ်လာတဲ့ဟာကိုကျွန်တော်တို့ကဗီဒီယိုတစ်ပုတ်ကို3စက္ကန့်ပဲယူမယ်ဗျအပြည့်မယူတော့အဲဆိုတော့မလိုတော့တဲ့ဂျန်နဲ့မလိုတော့တဲ့ဟာတွေကိုကျွန်တော်တို့ဖြတ်ထုတ်ပြရမှာပေါ့နော်ခုဒီပထမဆုံးဗီဒီယိုတစ်ပုတ်ဆိုရင်3စက္ကန့်ပဲရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖြတ်ထုတ်ဆရာမလိုပါဘူးနောက်ထပ်ဗီဒီယိုနောက်တစ်ပုတ်ပြန်သွားမယ်ပေါ့နော်ဒီဗီဒီယိုမှာကျတော့အရှိဆိုတော့ကျွန်တော်တို့3စက္ကန့်ပဲယူရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခြားမလိုတဲ့ဟာတွေကျွန်တော်တို့ဖြတ်ထုတ်မယ်ပေါ့နော်ဖြတ်တဲ့ခါကျတော့ဘယ်လိုဖြတ်ရမလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီဗီဒီယိုမှာခလုတ်ချက်နှိပ်လိုက်မယ်ပြီးရင်အဖြူရောင်ပေါ်လာလိမ့်မယ်ပေါ့နော်ပြီးရတဲ့ကျွန်တော်တို့ split ဆိုတဲ့နေရာမှာပေါ့နော် split နှိပ်ပြီးဆိုတော့ဒီ delete နှိပ်လိုက်တာနဲ့မလိုတော့ဟာတွေဖြတ်ထုတ်ပြီးတာဖြစ်သွားပြီပေါ့နော်ကျန်တဲ့နောက်ဗီဒီယိုတစ်ခုလည်းကျွန်တော်တို့အဲ့တိုင်းပဲဆက်လုပ်မယ်ဗျsplit နှိပ်ပြီးရတဲ့ delete ပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့ဗီဒီယို3ပုတ်ကို6စက္ကန့်စာရပါပြီပေါ့နော်ကျွန်တော်တစ်ချက်ကြည့်ကြအောင်ဗျဟုတ်ပြီအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဒီနောက်မှာလည်းမလိုတဲ့ဒီ CapCut ဒီမလိုတဲ့အမဲပလာကြီးဗီဒီယိုဟာလည်းကျွန်တော်တို့ဖြတ်ပြပါပေါ့နော်အဲ့မျိုးဆိုရင်အခုကျွန်တော်တို့လိုချင်တဲ့ဗီဒီယို3ပုတ်ကို3စက္ကန့်တပုတ်စီနဲ့ကျွန်တော်တို့6စက္ကန့်အစားတပုတ်ကိုဆက်လုပ်ပြီးသွားပြီပေါ့နော်အခုနောက်လုပ်မဲ့ဟာကြတော့သူကပြန်လုပ်မလဲဆိုတော့ကျွန်တော်တို့ဒီဟာစာသားထည့်မယ်ပေါ့နော်ဒီပထမဗီဒီယိုတစ်ပုတ်မှာကျွန်တော်တို့စာသားထည့်မယ်ပေါ့နော်စာသားထည့်အချိန်ကျရင်တို့ကဒီမှာ test ဆိုတဲ့ဟာကိုနှိပ်ရမှာဗျဒီမှာ test ဆိုတဲ့ဟာနှိပ်လိုက်ပြီဆိုရင်ဒီမှာ s test ဆိုတဲ့ဟာပြန်နှိပ်ရမှာ s test ဟာပြန်နှိပ်ရပြီဆိုဒီမှာကျွန်တော်တို့စာရေးရမယ့်ဟာပေါ်လာပြီပေါ့နော်ထားပါတော့ကျွန်တော်ဒီနေ့ကပထမဆုံးလေ့လာတဲ့စာလေ့လာတဲ့နေ့ဆိုတော့ day 1လို့ပြလိုက်မယ်ဗျ day 1ပေါ့နော် day 1ပြည့်နေကျွန်တော်တို့ဒီပြန်ထွက်မှာအမှန်ချစ်လိုက်ရတဲ့ရပြီပေါ့နော်ပြီးရတဲ့ဒုတိယဗီဒီယိုပို့ရဲ့အစမှာကျွန်တော်တို့ပြန်လုပ်မယ်ပေါ့နော်ဆောနာလုံးအလိုပဲ s test ပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့နှစ်ထွေလို့ပဲပေးလိုက်မယ်နော်ဒီကျွန်တော်တို့ဟာအခုကရှုခင်းပုံလေးဆိုတော့ NATORAN နှစ်ထွေပေါ့နော်ဟုတ်ပြီအမှန်ချစ်နှိပ်လိုက်တယ်ရပြီနော်ပြန်နေဒီမှာကနောက်ဆုံးမှာကျတော့ကျွန်တော်တို့ပါထည့်မယ်ဆိုတော့ဒီ in ပေါ့နော် end ပေါ့နော်ပြီးဆုံးကြောင်းပေါ့ကဲဟုတ်ပြီကဲကျွန်တော်နဲ့ဘယ်လိုထွက်လာမလဲဆိုတော့ကျွန်တော်နဲ့အတူဗီဒီယိုပြင်ကြည့်အောင်နော်ဒီမှာစာရိုက်ပေါ်နေတယ်နော်ဒီ1နှစ်ချွဲend မှာနည်းနည်းလွဲသွားပြီအဲ့မှာနည်းနည်းလွဲတော့ဆိုကျွန်တော်တို့ပြန်ပြင်မယ်နော်ဒါကကျွန်တော်တို့ပထမဆုံးလုပ်တဲ့ကြောင့်မို့လို့အမှားယွင်းပါရင်တောင်းပန်ပါတယ်ခုဒီ end ကိုကျွန်တော်တို့ဒီဖြတ်ချင်တဲ့အတွက်ကြောင့်မို့ဒီမှာ end ကိုပြန်ဖြတ်လို့ရတာပေါ့နော်
ပြန်ဖြတ်ပြီးဆိုတော့ကျွန်တော်တို့ပြန်ရေးမယ်နော် Okay အဲ့ဆိုရင်ရပြီနော်ပြန်နေလိုက်မယ်ပြန်ကြည့်လိုက်မယ်ကျွန်တော်တစ်ချက် Okay day 1ဒုတိယတစ်ပုဒ်ဆို neutral နောက်တစ်ပုဒ်ဆို end Okay အဆင်ပြေသွားပြီဗျာဒါပထမဆုံးနေ့ဟို AI ကိုမေးမှ video editing ကျွန်တော်စလေ့လာနေရပါတကယ်လို့တကယ်ချင်းညီကိုမောင်များလည်းဒီ editing အကြောင်းကိုကျွန်တော်လိုပဲဘာမှမတိတဲ့လူဆိုရင်ကျွန်တော်လည်းတူလိုက်လုပ်ပြီးမှအတူတူ video editing ကိုကျွန်တော်တို့တင်လေ့လာတင်ယူကြရအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ